တော့အဓိကကကျွန်တော်တို့ဒီဆရာကြီးဆိုဝေဆိုပေါ့နော်ဆရာကြီးဒီတင်ရနေကျွန်တော်တို့ဒီတင်လက်ပြီးနော်ဆရာကြီးတော့ဝင်းမြတ်ကြီးပညာကုန်းပေါ့ကျွန်တော်ပညာကုန်းအလေးမြတ်ပြုတယ်ပညာကုန်းအလေးမြတ်ပြုတယ်အဲ့တော့ကျန်တာတွေကျတော့ကျွန်တော်မကြိုက်ဘူးဒါဒီနေ့ကျွန်တော်ပထမဆုံးအချိန်ပြောပြီနော်ပထမဆုံးအချိန်ပြောကျွန်တော်မကြိုက်ဘူးဒီနေ့ဖြေသွားတဲ့သတင်းစာရှင်းလင်းပွဲကျွန်တော်မကြိုက်ပါဘူးတူလေးပါကျွန်တော်တူလေးမကြိုက်ပါဘူးကျွန်တော်တော်လိုင်းကြီးကနော်ကျွန်တော်စစ်ခွေးဘက်မှာနေခဲ့တယ်မှန်တယ်ကိုကြီးသတင်းစာပြန်ရှင်းလင်းပွဲနော်ကြိုက်တဲ့အိမ်နဲ့သတင်းစာပြန်ရှင်းလင်းပွဲကျွန်တော်တို့အခုဒီသတင်းစာရှင်းလင်းပွဲကိုကြည့်တယ်ကျွန်တော်တို့လေးကစစ်ခွေးတွေတက်နော်စစ်ခွေးတွေတက်တာမယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့စစ်ခွေးတွေကျွန်တော်သတင်းစာရှင်းလင်းပွဲလုပ်တယ်ဒါဟုတ်ပါလားမဟုတ်ပါဘူးလားဆိုသတင်းစာစာမျက်နှာဖောင်၄မျက်နှာလောက်ကြည့်မမှန်ဘူးဆိုရင်ဖြေတာတန်းစီပြီးဖြေမဟုတ်ကဟုတ်ကရမေးထားတာလည်းမပါဘူးဥပမာမေးထားတာဒီမွေးစေဝါပြလိုက်ကြည့်ဘယ်တော့စောက်ခဲ့တာအကျိုးရှိတာလို့မေးတယ်ပေါ့အဲ့ဆိုရင်ကျွန်တော်တို့နိုင်ငံတော်မျိုးဒီပြောင်းမှုဒီစာရေးပဲဟိုဘယ်နှခုနဲ့မှတီဆောင်လဲပါလေအဲ့လိုတီထောင်တဲ့နေရာမှာဘာတွေရှိပါလဲအဲ့တော့ဒီလိုဆောင်ရွက်တဲ့ဟာကဘယ်နှခုနဲ့မှစပြီးတက်လာပါလေအဲ့တော့ဘတ်ဂျက်လောက်နဲ့လုပ်ခဲ့ဟိုတတိပါလေးရှောက်ခဲ့တယ်နော်ပြီးတော့ကြမှာနော်ဟိုနောက်ဆုံးကြတော့မှကျေးဇူးတင်ပါတယ်လို့ချုပ်တွက်ကြည့်ဘယ်လောက်ပဲ့လဲဆိုတော့ဒီဟာလောက်တာမှန်လားမှားပါမင်းဟိုအရှိကြီးဖြစ်ကျွန်တော်တို့လိုချင်တာ yes or no ကျွန်တော်တို့လိုချင်တာဒီ yes or no နော်အဲ့တော့အရေးကြီးတာဒါလောက်လာမလောက်ဘူးလားဆိုတော့ပညာတွေတအားတက်တော့နော်အခုဆရာကြီးတခုပြောတော့ဆိုရင်ဘာလဲဆိုတော့ CDM နော် CDM တွေပါမှဖြစ်မယ်အဲ့လိုပဲ NUG ပါမှဖြစ်မယ်လို့ဆွဲကတ်တော့အဲ့ဒါကြီးကျွန်တော်အစမပြေဘူးနော် CDM တွေက CDM တွေနော်ဘဝပြတ်ခံပြီးလုပ်ခဲ့တာနော်အခုပဲကြည့်နေတာခင်ဗျာကားတော့ကျွန်တော်လည်းရှိတယ်နော်ကားလည်းရှိတယ်သားလည်းရှိတယ်မယားလည်းရှိတယ်ဖုန်းလည်းရှိတယ်ကွန်ပျူတာလည်းရှိတယ်ရေခဲတက်တာလည်းရှိတယ်အကုန်ရှိတယ်နော်အဲ့တော့3နှစ်ခွဲ4နှစ်ဒီလိုမျိုးဒီဘက်မှာနော်အဲ့လိုမျိုးပြန်တည်ဆောက်တဲ့အခါမှာနော်ပံ့ပိုးတဲ့သူတွေကိုယ့်ရဲ့စူးစမ်းမှုရှိရအောင်အဲ့တော့အစမပြေဘူးကြာကျွန်တော်လည်းအပြင်ရောက်နေတော့အစမပြေပါနော်အစမပြေပါအဲ့တော့အရေးကြီးတာကျွန်တော်တို့ကဆရာကြီးဆိုပြီးတော့မပြောခဲ့ထိုင်နောက်ပြီး right time right person right place နော်လူမှန်နေရာမှန်ဆိုတော့မရှိနေနော်အဲ့တော့မရှိတဲ့အခါမှာဘာဖြစ်လဲအစမပြေတော့ဘူးဗျာနော်အဲ့တော့ကျွန်တော်ဒီအစမပြေဘူးဗျာကျွန်တော်မနိုင်ပြောကျွန်တော်ဒီညမှာချားလို့ဆဲပြီးကျွန်တော်မရိုင်းကြမ်းတန်းတဲ့လူအဲ့တန်ကားတဲ့ကွန်ပျူတာတို့ဒီဖုန်းအကုန်ကပ်ပေါက်ပြချင်တော့ဒေါသထွက်တာခင်ဗျားတို့ဒါလောက်ရမလုပ်ဘူးလားမလုပ်ပါဘူးပြီးတော့ကျမှမလုပ်တာဘာကြောင့်လုပ်ပါလေလုပ်တာဘာကြောင့်နော်အခုကျတော့ဟိုစစ်ခွေးတွေကပြည်သူဟိုငါတို့ခါလို့လှဲလို့ရပါတယ်ဒီငါတို့လဲတော့ပြောလို့ရပါတယ်လောက်တာစစ်ခွေးလေးအဲ့စစ်ခွေးကိုမကြိုက်လို့ကျုပ်တို့အခုဒီအစိုးရကိုစစ်ခွေးကိုမကြိုက်လို့ဒီအစိုးရကိုတင်ထားတာလေအဲ့လိုမျိုးပဲလေလားစစ်ခွေးမကြိုက်လို့ကိုအစိုးရကိုတင်ထားငါတို့အစိုးရဆိုတော့တော်လိုင်းရေးပြင်းထန်ပါပဲအောင်ဆန်းကြိုက်တဲ့လူတွေအဲ့တော်လိုင်းနဲ့ပါတဲ့ကောင်တွေကခြေခွေပါတဲ့ကြိုက်တယ်အောင်ဆန်းကြိုက်တဲ့ကောင်တွေကြီးလားများတော့အဖြစ်နဲ့ majority ကိုပြောတာနော်ဒီကာလမှာတော်လိုင်းရေးလှုပ်တဲ့ကောင်တွေကောင်မတွေကျုပ်တို့ကလူအနေငါကောင်တွေမလို့ကောင်တွေကောင်မတွေလို့ပြောတယ်ဗျာနော်ကျုပ်တို့ကခင်ဗျားတို့လူပညာတတ်မဟုတ်အဲ့တော့တော်လိုင်းရေးထဲမှာပါတဲ့ကောင်တွေကောင်မတွေဟာခြေခွေပါတော့အောင်ဆန်းစုကြည်တို့အောင်ဆန်းတို့နော်ရဲဝံတက်သားတဲ့တော်လိုင်းရေးကြိုက်တဲ့ emotion တွေများတဲ့ကောင်တွေအခုဖြေနေတာဝေးလေကြောင်ပတ်တွေအခုဖြေနေတာဝေးလေကြောင်ပတ်တွေတော်တော်နာကျင်တယ်ဗျာဟုတ်လားတော်တော်နာကြီးတယ်တော်တော်ရုပ်ပေါက်လဲတယ်လို့ကြည့်ဖြစ်တယ်ယွန်စရာကြီးဗျာတိလားလဲတယ်လို့ကြည့်ပြောနေလဲတယ်လို့ကြည့်ဖြစ်နေတာမကြားလိုက်လို့မသိလိုက်လို့ပြန်ဖြေပါဦးမကြားလိုက်လို့မသိလိုက်လို့ပြန်ဖြေပါဦးဆိုတာယွန်စရာကြီးဗျာကျွန်တော်မပြောဘူးပါဘူးဗျာကျွန်တော်မပြောဘူးပါဘူးမစော်ကားဝင်ပါဘူးကျွန်တော်တို့ကပညာနည်းပါတယ်ကျွန်တော်တို့ကဉာဏ်တိမ်ပါတယ်ဘာဖြစ်လဲဗျာဝင်ကြီးရောက်တာဟုတ်တယ်နော်ဖြေရမှာမိเจ้าမရေခင်းပြတာလည်းမဟုတ်ပါဘူးနော်နွားရှည်ထွန်ကျူးတာလည်းမဟုတ်ပါဘူးဟုတ်တယ်ကြည်ပြာနဲ့ကျွန်တော်ထုတ်မပြောချင်ဘူးအိမ်နဲ့မြန်နော်ကြည်ပြာနဲ့ညီမင်းကိုကျွန်တော်တို့ဒီတင်တော့ဘယ်သူယုံရတယ်ဘယ်သူတွေပါလဲဆိုတော့ကျွန်တော်အိတ်တုံးကယုံကြည်ရတယ်မိသားစုတွေပဲပါအဲ့တော့ကျွန်တော်တင်လိုက်တယ်နော်ဝင်ကြီးကအိတ်ချိန်ကဘယ်သူသူလည်းမထုတ်ပြီးထက်တယ်ဝင်းကြီးကျုပ်စီကိုရောက်တယ်ကျွန်တော်ဝင်းကြီးကျုပ်တယောက်တည်းဆုံးဖြတ်တာအဖွဲ့လိုက်ကြီးထိုင်လောက်တယ်လားမလောက်တယ်လားအဲ့တော့မလောက်တဲ့ဘူးဆိုရင်ကျွန်တော်တို့ပယ်ချတယ်လောက်တဲ့တော့ဝင်းကြီးကျုပ်ကိုယ်တိုင်လက်မှတ်ထိုးပြီးထုတ်ပြန်တယ်အညီမင်းကိုကျွန်တော်ညွှန်ချုပ်ဖြစ်နေတဌာနထဲမှာမိသားစုလိုအပ်ချက်ရခန့်တယ်လီးဖြစ်လာလို့ပြောလိုက်တယ်ဘာဖြစ်လဲဗျမဟုတ်တာလောက်စားတာမဟုတ်ဘူးလေ
ခိုးစားတာမဟုတ်ဘူးလေကျွန်တော်တော်လန်ရေးလိုအပ်ချက်ရအဲ့တုန်းကဘယ်ကောင်ကလည်းမယုံအောင်ဘယ်ကောင်လည်းမယုံအောင်အဲ့တော့တော်လန်ရေးတမန်ချင်းချင်းမိသားစုချင်းမောင်နှမချင်းယုံကြည်ရလို့ကျွန်တော်ခံတယ်အခုပြည်သူလည်းစန့်ကျင်ပြီးမဖြစ်တဲ့နိုင်လည်းဖြစ်လာပြီဖြစ်လို့ကျွန်တော်ထုတ်ပဲတယ်သုံးဖို့ထားလာကြောင်းခဏတော့ကျေနဲ့လာလို့လက်ညှိုးထိုးပြီးပြည်သူမေးလို့ရတယ်တော်စုပ်ပဲတာဗျာသိလားတော်စုပ်ပဲတာစုပ်ပြတ်နေတာပဲခံပြင်းလို့တော့အကုန်အနာမှန်နေထိုးလိုက်ရမှာဘာတွေလောက်ပြန်ပေါက်ခွဲချင်တော့ရုပ်ပေါက်မနေနာထောင်အော်ပညာရှိတွေဖြေတာပါပညာတက်ကြီးတွေဖြေတာပါကျွန်တော်တို့ပညာဘယ်လောက်တက်နော်ဘယ်လောက်ပဲမျက်ရည်ချူချူပြည်သူကိုခံစားနေရတာဒီနေ့ကျွန်တော်ကြည့်ရတာနော်ပြည်သူလင်းနော်ဝိုင်းတွဲမဟုတ်ဘူး Gen Fighter နဲ့ကျဲတာအောက်မှာခံရတဲ့ပြည်သူဆိုတာလိမ့်နေတာအဲ့လိုလိမ့်နေတဲ့အချိန်မှာခွေးမွေးနေလောက်တဲ့လားအဲ့လိုလိမ့်နေတဲ့အချိန်မှာဒီလိုမျိုးကြီးတွေနောက်ဆုံးကျွန်တော်ပြောတော့ရေသွားကူးနေလိုက်ရတယ်နော်ရေသွားကူးနေလိုက်ရတယ်ခွေးတွေကိုထိနေလိုက်ရတယ်ကိုတိတ်ဆန်ချစ်တာတွေနော်ကျွန်တော်ရဲဘော်လက်ချစ်တယ်နော်သူတို့စီမှာသူတို့အနေနဲ့ရရမှာရထားတဲ့ခွေးလေးတွေကြောင်လေးတွေသူတို့စခန်းတွေမှာလည်းမွေးထားတာချစ်လို့ရတယ်မွေးနေတွေလည်းလှုပ်လို့ရတယ်ရိုင်းမောင်မတင်တဲ့ဟာတွေမတင်နဲ့လေဗျာဖတ်မှာအာတူပါအိမ်ဆိုရင်ကျုပ်တို့ဒီဘက်မှာအလူကက်ဆက်ချက်ချက်မဖွင့်ရသေးဘူးဆိုတဲ့ attitude လေးဗျာ attitude လေးဗျာwe need ကျင့်ဝတ်တွေလေဗျာကျွန်တော်ခင်ဗျားတို့ဥပဒေတွေကျွန်တော်နားမလဲပါဘူးပညာတွေမတက်ပါဘူးကျွန်တော်တို့ရဲဘော်တွေသိနေတယ်လေဗျာလက်ကြီးတွေပြတ်ထွက်နေတယ်လေဗျာခြေထောက်ကြီးတွေပြတ်ထွက်နေတယ်လေဗျာနှလုံးတွေကန်းကုန်ပြီလေဗျာနားတွေကန်းကုန်ပြီလေဗျာအသက်တွေသေကုန်ပြီလေဗျာသူတို့မိဘတွေမိလောင်တော့သေနေပြီလေဗျာဒီစောက်တဲ့ကိစ္စတခုနဲ့တိုင်ပတ်နေအဲ့ဒါတော့မဖြစ်နိုင်တိုင်ပတ်တာဝဲလည်းတော့ဖြာခင်းနာမျိုးကြုံမလို့တော့ဘူးကျွန်တော်တအားပြောကြတယ်ကျန်တာပြတ်သွားပြီကို့ထက်ကနည်းနည်းလေးဒီလိုမျိုးဖြစ်သွားတာကျွန်တော်တို့ပဲ့ထွက်သွားတဲ့ဟာကပုတ်နေတဲ့အသားနော်ခြေထောက်ကြီးပုတ်နေကျွန်တော်ဖက်ထုတ်လိုက်တာကောင်းခံစားချက်ကိုက်နေတယ်သွားနှုတ်ထုတ်လိုက်အဲ့သွားကိုက်တဲ့တက်တာတော့တစ်ချောင်းတော့ရော့သွားတယ်32ချောင်းတစ်ချောင်းရော့ဒါပေမဲ့ကျွန်တော်တို့တက်တာသွားမကိုက်တော့ဘူးကျွန်တော်နှုတ်ရတာမဟုတ်ဘူးလားအင်းအားတွေပဲ့သွားတယ်ပြုံးတီးပဲမဲ့အသားတွေကလောက်လို့လှိုက်စားသွားမှာတကူလုံးသေးပါကင်ဆာလို့ဖြစ်မှာအဲ့ဒါကြောင့်ကျွန်တော်တို့ငကားထွက်သွားတယ်ဆိုရင်ထွက်သွားလဲပြီးရောပါအဲ့တော့ COC မိတာပေါ့လို့ပြောတော့ရှိတယ်။အော်တနေ့ဒီအကြီးနဲ့ငကားထောက်ကန်သူနဲ့မထောက်ကန်သူနဲ့ကြောင့်ကျွန်တော်အမေတွေကြောင့်တုံးကမှမဖြေခဲ့ဘူးနော်။အဲ့တော့ဒီလိုတွေဖြစ်နေကြလို့ပဲ့ထွက်သွားတော့ငါတို့စိုးမိုးပြီးပြီလို့ထင်တဲ့အချိန်မှာနှစ်ချက်ကွက်နေပြီးတော့သတင်းဖုံးတာလို့နော်ဒီသတင်းကိုဒီအချိန်မှာပြောနေတောက်သွားမှာပဲဆိုတော့စောက်ကျင်မျိုးလို့ကျွန်တော်တို့မြင်စောက်ကျင်လို့ပြောတာနော်ကျွန်တော်တို့မှလေအစိုးရ23ဆက်40နော်ရှင်းတန်းခဲ့ဒီလိုလိုမျိုးပြောတဲ့လူတွေနဲ့ကြည့်ပဲတွေ့တယ်လို့ပြောရတော့မယ်ဘယ်သူ့ကိုမုန်းနေမှလည်းမသိဘူးကျွန်တော်အခုခံစားရတာဘယ်သူ့ကိုယွန်းနေမှလည်းမသိဘူးအဲ့တော့ကျွန်တော်ချစ်ရတဲ့လေးစားတဲ့ညီနေနဲ့ဖုန်းပြောပြတယ်နော်ကိုအားကိုမှလားတော်လည်းရေးမှာနော်ခင်ဗျားတို့ကအရင်လားအစိုးရအရင်လားဆိုခင်ဗျားတို့ဘယ်အစိုးရမှမရှိခင်နဲ့စီတင်လုပ်ခဲ့တယ်ဘာဥဆောင်သူမှမရှိဘဲနဲ့လွယ်တိုင်းကောင်းသွဲဆိုတဲ့စကားတွေခင်ဗျားတို့အဲ့စကားတွေတော့မထွက်သေးပါဘူးအဲ့လိုနဲ့ပဲကျွန်တော်တို့ကိုအားအဲ့တော့ကိုတိုင်းတော်တဲ့မှန်ကန်ဖြောက်မှန်အောင်နေပြီးကိုအားကိုရင်ပြည်သူကလည်းခင်ဗျားတို့အားကိုရင်နဲ့ပဲတော်လန်ရေးရှေ့ဆက်ကြပါစို့လို့ကျွန်တော်ပြောတော့ပဲ့တယ်ဗျာပဲ့ဒီညဟိုအိမ်ခွင်းအဖွင့်ပွဲမှာရှုံးရတယ်လို့ရင်းနေနာအော်အကူစိတ်ကိုလည်းရှင်းမှာဒီလူတွေကိုယ်တိုင်ပါမှာအခုဘာတွေပြောနေမှလဲ Zoom တက်နေတော့အဲ့လောက်လှုပ်ရှုပ်နေကြလာတော့မကြားလိုက်လို့မသိလို့ပြန်ပြောပါဦးမကြားလိုက်လို့မသိလို့ပြန်ပြောပါအောင်ဆိုတာပြီးဆိုဘလို့ထင်လို့လဲဗျာကျွန်တော်တို့ကိုကျင်တရားတွေကောင်းနေသို့မဟုတ်နော်ပညာတွေတော်နေတဘိုးလိပ်ဖြစ်အောင်ပြောနိုင်နိုင်ငံတော်အုပ်ချုပ်လို့ရပြီလားလို့ပြန်မေးရတော့ကျွန်တော်နော်ကျွန်တော်တို့ရဲဘော်တွေတို့လူခံတဲ့နေရာတော့ live တွေလွှင့်တဲ့နေရာမှာအားပေးလည်းနေပါသေးတယ်ကျွန်တော်အစိုးရစော်ကားလို့ဆိုပြီးပြစ်ပင်လည်းပြစ်ပင်ပါတော့နော်ပဲ့ပါတယ်ဒီနေရာနော်ပဲ့ပါတယ် reform ဆိုတာလေတွေ့ကြုံနေပြဟိုကနေဟိုရွှေ့ဒီကနေဒီရွှေ့ပြီးလို့ရှင်ဒေါ်လာကြီးကာလာမလို့ခက်ခဲနေလို့လူမရှိလို့ဘာဖြစ်လို့အဲ့မဲ့လူငါဒေးမှလူရှိနေလို့နော်
ဆိုရတက်လုံနိုင်လို့ပြောနေတာမဟုတ်ဘူးစောက်ယူရဲ့တိလားရိုနယ်ဒိုဘောလုံးကွင်းထဲမှာကန်တယ်ရိုနယ်ဒိုခြေပြားခြေထောက်အောက်တောင်မပြီးပဲနဲ့ဒီကောင်ကြီးဘယ်လိုကန်နေတော့ဝေဖန်ခွင့်ရှိတယ်နော်စောက်ကလေးရဲ့မဆဲချင်ဘူးဒီသူတွေမှာဥပမာပြဝတ္ထုတောက်ကိုဖတ်တယ်အဲ့ဝတ္ထုလို့ तू မရေးတတ်ဘူးဒါပေမဲ့ तू ဝေဖန်ခွင့်ရှိတယ်လေဝေဖန်လို့ရတယ်လေဘယ်လိုဆုံးသက်ကြည့်တယ်သူ့စိတ်နဲ့မကန့်ပြောလို့ရတယ်လေကျွန်တော်တို့က NUG ကိုပုံဖြတ်နေတာမဟုတ်ဘူးလေဗျာနော် NUG အတွက်ဒီနေ့နွားတကောင်ကျွန်တော်ဝင်ရေးထားတယ် NUG အတွက်လှုပ်တာမဟုတ်ဘူးဆိုတော့အခုကျတော့ NUG ကကျွန်တော်တို့အစိုးရဖြစ်သွားပြီလားအဲ့တော့ကောင်းစောက်ပေါက်ပိတ်တာမင်းပြတယ်လားဒါဘာလုပ်နေလဲမင်းသိနိုင်လို့ရမင်းမျက်လုံးတွေဖွင့်ထားရဆိုရင်ဘာလုပ်လို့မင်းအပေါက်ကိုပိတ်တာငါလည်းလာမရောက်နဲ့နော်ငါအထဲကိုလာကြည့်တော့ငါအမိတ်ပေးခွင့်ရှိတယ်ငါလက်ညှိုးထိုးပြီးပြောလို့ရတယ်ငါဘလော့လိုက်လို့ရတယ်ရှင်းလားကြောင်တောင်နေလာမရေးနဲ့နော်ဒီမို့ဘာလို့ကောင်းတော့ကြောင်တောင်လာမလို့ရှင်းတယ်နော်အဲ့တော့တို့ဘာလုပ်ကြမလဲကြည့်ပါကျွန်တော် NUG ကိုစန့်ကျင်တော့တာမဟုတ်ဟုတ် NUG ကိုစန့်ကျင်တာမဟုတ်ဝေဖန်ထောက်ပြမှုရှိတယ်တင်များပြီလို့ပေါ့ဗျာဦးလေးဖြိုးနွားလောက်စာရေးတဲ့ဖက်တက်လောက်နဲ့ငါ live ကိုလာရေးနေတယ်အဲ့လောက်တတ်တယ်ရှင်းလားနော်နွားကြောင်တဲ့ကောင်ကတော့အစိုးရလောက်တာခက်တယ်ထင်မှာပေါ့ဗျာနော်အစိုးရအရာရှိလောက်တဲ့ကောင်ဘယ်မှာဘာဆိုတာသိလို့ရတယ်နော်ပြောတာလူတယောက်ကလူကြီးတယောက်ဖြစ်ဖို့အတွက်ပညာတအားတက်ဖို့မလိုဟုတ်လားစိတ်စေတယ်လူတို့အတွက်အလုပ်လုပ်ရင်လူတို့ပေါ်မှာကိုယ်အသွေးအသားလို့မြတ်တာထားတတ်တဲ့တစ္ဆာရှိတဲ့စေတနာရှိတဲ့သူမျိုးဆိုရင်နိုင်ငံတော်အကြီးအကဲလွယ်လွယ်လေးလုပ်လို့ရတယ်ဝိုင်းပံ့ပိုးသွားလိမ့်မယ်နော်နောက်တစ်ခါအဓိကပဲကျွန်တော်တို့ဆက်ပြီးတော့နော် NUG ကကိုယ်အစိုးရလိုပဲတတ်မှတ်အောင်ပါဆက်ရှိနေအောင်ပါနောက်များတော့မလုပ်ပါတော့နဲ့ဟုတ်လားမနိုင်လည်းမရှင်းပါတော့နဲ့မလွယ်ပါဘူးနော်မလွယ်ပါဘူးsorry ကောင်းကြီးအဲ့ဒါ sorry နော်လောက်ပါချီပြီးတောင်းမယ် sorry မင်းငါရေးတယ်မငါအခုချိန်မှာအကုန်ကျွတ်ဆက်နေတော့တော်တော်အီးတယ်ညီလေးကအောက်ဆုံးကပြင်များနှစ်ယောက်တည်းနဲ့နိုင်ငံတော်ကိစ္စသတင်းစာရှင်းလင်းပွဲကြီးလုပ်တယ်ဝင်းကြီးချုပ်ကလည်းချိုးသားတော့ပြောကြပါလို့ပြောတယ်ဖြစ်တင်လားဗျာအစိုးရအဖွဲ့ရအကောင်တွေကပြည်သူနဲ့အဝေးဖြစ်ကုန်ကြပါပြည်သူတွေဘာလို့ကျန်လဲမသိတော့ဘူးဒီနေ့နာကျင်နေတဲ့ခံစားနေရတယ်နော်ပြင်းထန်တော့ပောက်ကွဲပြီးတော့တေချေစုပ်ပြတ်ထတ်တောက်ကြိုးကန်းနေကြတဲ့သူတွေနဲ့ခင်ဗျားတို့အဝေးဖြစ်သွားပြီညီလေးတွေပြောဘူးတယ်ဗါလဲဒိုးပြတဲ့ဟာလို့မင်းငါလောက်ဖြစ်တဲ့ဝင်ဖြစ်လို့ရတဲ့နေရာမျိုးတွေမဟုတ်ဘူးလေဗျာကျွန်တော်လူလိုပြောတတ်တယ်လူလိုသိတယ်လူတွေလိုဖွဲ့ရခဲ့ပါလူတွေလိုပညာတတ်ပါရုံကြကြီးကအဓိကရှင်ဖွင့်တာကျွန်တော်ဒီနားမှာပြောကြလို့မရှိတခုခုအားနဲ့ပါပြင်းပြထန်တယ်ပြောလို့ကျွန်တော်စောက်တင်းနေတုံးပြီးတော့ရှင်ဘက်ထဲကဟာလို့ကျွန်တော်ရှင်းထုတ်လိုက်နော်ဘိုက်ထဲမှာဝင်းပုတ်တွေနဲ့ပြည့်နေပါချလိုက်တယ်လူလိုက်ပြန်တာအဲ့အစင်းလောက်ခင်ဗျားတို့လည်းကျွန်တော်စီပြန်ပါကြပါလားနော်ကျွန်တော်လိုက်ထဲမှာဝင်းနေရှော့ကြပါတိုက်ပွဲတွေနဲ့ပြင်းထန်ပြတ်သားအမိန့်တွေနဲ့တော်တိုင်းရေးဆိုပြီးတော့အောင်ဆန်းမိန်ကုန်းတွေတော့အားရပါရကြားမလားလီးကတော့ပါလေ9နှစ်ရှိဘာမှမကြောက်စာရီတက်ပညာရေးတအားတက်တော့ဒီလိုတွေပြောလို့ရတာပေါ့ဗျအများကြီးဘာနဲ့တူလဲဆိုတော့သူများသားလေးကတခုခုနော်စပိန်လေးမှောက်လိုက်ရဲလိုက်တယ်ဆိုဒီကောင်တွေကွာသူတန်ကြီးမသိတခုနှစ်ကောင်မသိကိုသားလေးကျတော့စပိန်ကိုမကြည့်သားလေးထအခုလည်းအဲ့လိုပဲချစ်တဲ့စိတ်ကတာပါနော်ကျွန်တော်စေးကားတွေကိုရှုကားကုတ်တဲ့အချိုလေးအုပ်ထားတော့စေးရအောက်လို့ကောင်းတယ်အခုလည်းအဲ့လိုပဲစိတ်နှလုံးတွေကပြည်သူပေါ်မှာအဲ့လောက်မရှိကြဘူးလားပြည်သူကဒါသိကျင်လို့မှအတင်းပြောနေကျွန်တော်တို့တတ်ရှူသွေးခွင်းတာမဟုတ်ဘူးအဲ့ကိစ္စတွေကခင်ဗျားတို့ကြောင့်ဖြစ်တာလေဒီလေများများကိစ္စခင်ဗျားတို့ယုံနေမှာထားပြီးခင်ဗျားတို့အကင်တွေမတက်လို့အပေါ်မှာကြီးတဲ့သူတွေကတာဝန်မယူတာဝန်မခံလို့တိုင်တဲ့လူတွေနဲ့တော်တဲ့လူတွေနဲ့ဒီလိုဖြစ်လာတာလေဟုတ်တယ်ကိုထူးရဲ့အဲ့တော့ကျွန်တော်တို့စစ်ခွေးရလဲတက်လာရှူတာမဟုတ်ဘူးကားစီတော့ဘာဖြစ်တော့ခွေးမွေးနေလို့တော့ဘာဖြစ်တော့နှစ်ယောက်ထဲတူလို့တော့ဘာဖြစ်တော့ဆိုတဲ့ခင်ဗျားတို့ပရိုတွေကအဲ့လိုတွေလာရှင်းနေအခုလို့ဖြစ်တာလေဘယ်မှသွေးမခွဲပါဘူးမေးနေတာတော့မဖြေတာလေလက်ပတ်ပြောနေတာကြီးကပေါက်တယ်ကြတာကျွန်တော်စစ်ခွေးတော်လည်းခံခဲ့ရနော်ကိုသိကျွန်တော်များမေးတာဒီဘက်ဖြေတော့မလားကြော်ဆန်းတော့ပါတက်လားနော်ကြောင်တော်နေလို့နော်အဓိကတော့ကြော်ဆန်းပါဗျာနော်ရဲထွက်ကြောင်တော်နေလို့ဘာလေးပြင်မှပိုက်ထွေးလို့ကျွန်တော်စိုးဝင်းလူကြီးတော်ရနော်အဲ့တော့ဖြေတယ်ပညာတတ်တက်တော့ဖြေအဲ့တော့ကျွန်တော်ပညာခက်အခုကနှလုံးသားခက်တယ်ရှင်ဝယ်ထားသားကဲတော့နော်ရှင်ဝယ်ထားသားကဲတော့ကိုသားသမီးလေးတွေကလည်းအသက်သွေးချွေးခန္ဓာကိုယ်တွေစတဲ့နေကြတဲ့သူတွေအတွက်လှုပ်တဲ့အခါအဲ့ဒါလေးဖြစ်စေကျွန်တော်ပြောတာပါဗျာအဲ့တော့ရှင်နေဖို့တော့အခုခင်ဗျားတို့ကကျွန်တော် live ထဲမှာဝင်ရေးကြကျွန်တော်လည်းခင်ဗျားတို့ယုံကြည်စွာနဲ့စကားတွေပြောတယ်ဒီနေ့ဒါပြန်တော့ထားလိုက်တော့ကျွန်တော်အသက်ပြန်စကြအောင်နော်ကျွန်တော်ဝိုင်းကဲမှတ်ကြတော့နော်ကျွန်တော်လူပုဂ္ဂိုလ်တို့တယောက်ဝေဖန်လို့ရတယ်အစိုးရကြတော့
နော်ဒါတက်အပေါ်တင်ဖြုတ်ချပါညာလုပ်လို့မရဘူးအဲ့တော့ကိုယ်ဆိုရောက်ပြီးရင်တော့ကိုပြန်ဝန်းရံပေါ့ဒါမဲ့ဒါကြီးကတော့ပြည်သူတွေအဲ့လောက်မအောင်စီးတဲ့နေရာမညံ့ဘူးအဲ့တော့ကျွန်တော်တို့ပေါက်တဲ့အတိုင်းလာဖွင့်ပြတာအဲ့တော့ဒီကျွန်တော်တို့ live ပြီးသွားတယ်အောက်မှာရေးလို့ရတယ်ကျွန်တော်တို့ဖတ်မယ်ဖတ်ပြီးရင်လိုအပ်တာတွေကျွန်တော် just ထုတ်ပြီးလို့ရှိရင်ကျွန်တော်တို့တင်ပြကြမယ်ကျွန်တော်တို့ဆွေးနွေးခွင့်ပြုတဲ့သူတွေနဲ့လူချင်းသွားတွေ့တာမျိုးထိကျွန်တော်လုပ်ကြမှာနော်ကျွန်တော်တို့အစိုးရတရပြုရင်ပြောင်းလဲတယ်ဆိုတာသူတို့ပြောင်းလဲတာကတာမန်အခြေအနေမှာပါအစိုးရတရကိုပြုရင်ပြောင်းလဲနိုင်စွမ်းရှိတာလူထုပါနော်ဒီလူထုကြီးကပဲဒီမလောက်ကျွန်တော်တို့မကြိုက်ရင်ဒီလိုတွေပြောင်းလဲကြတာလေအဲ့တော့ပြောလိုက်တော့အချိန်မြဟုတ်ပါဗျာနေဦးသူတွေနော်ပြောလိုက်တော့အချိန်မရဘူးလို့ဘာဖြစ်လဲမှန်တယ်ဗျာနိုင်ငံတော်အဆင့်ကြောင်းပြောက်ပွဲတယ်နော်ဒီမန်နဲ့ဒီနေ့ကတော့ကျွန်တော်လက်ခံပြီဒီမန်နဲ့ကျွန်တော်ထောက်ခံကိုဆရာကြီးတွေပြောတဲ့စကားကိုကြော်လွန်ပြီးတော့ကိုညီတွေညီမတွေပြောတဲ့စကားကိုကိုတို့တန်ကြောင်လိုက်ရပြီထောက်ခံရပြီဟောလုံးနေနော်ဟောလုံးနေအစမတူဆရာကြီးကိုတကယ်ပြောရင်းနဲ့အားနာဒါနဲ့လည်းပြောရမှာလေကမိသားစုဆိုတာတော့ခင်ဗျာအိမ်ထဲပြောတာဒါမကြိုက်ပါဘူးနော်အမေဒီလိုပြောတာဘာအတွက်တော့အဆင်ပြေဘူးလို့နော်ငါသားနေအဲ့လိုလုပ်တာငါတို့မိသားစုတော့ထိခိုက်တယ်လို့ပြောလို့ခင်ဗျာမိဘစိတ်ဆိုးဘူးလားအဲ့တော့သူတို့ချုပ်တဲ့စကားနဲ့ပဲလေ CDM တွေဒီနေ့ရှိနေလို့ဒီလိုဖြစ်တယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ NUG မရှိလို့လည်းမဖြစ်ဘူးလို့ဆရာကြီးဆွဲပြောတယ်လို့ပဲကျွန်တော်တို့ကဆရာကြီးကိုလူတွေကြောက်ပြီးပြန်ပြောရမှာနော်အခုကျွန်တော်တို့ live ထွက်နေဥပမာဆရာကြီးကိုပဲဖြစ်ဖြစ်နော်ဆရာကြီးဝင်းမြတ်ကြီးကိုပဲဖြစ်ဖြစ်ကျန်တဲ့ကောင်တွေကိုပဲဖြစ်ဖြစ်ကျွန်တော်ဆဲမိလိုက်တယ်ပြောမိလိုက်တယ်အမိသားစုလိုသဘောထားပြီးဆဲတာဗျနော်ဆင်းပေးလို့ပြောတာလည်းမဟုတ်ခင်ဗျားတို့ဒီလိုလုပ်တာမကြိုက်ဘူးလို့ကျွန်တော်ရင်ဖွင့်တာမိသားစုဆိုတာရန်ဖြစ်ပြီးပြန်ချစ်ရနောက်အခုစကားများပြန်ချစ်ပြန်မချစ်ရင်တော့အဲ့ဒါရန်သူပဲမိသားစုမဟုတ်တော့အဲ့တော့သူတို့လည်းစီအောင်လို့ကိုလည်းပြန်စီအောင်ပြီးပြောအောင်သူတို့လည်းစကားလီစင်ကျွန်တော်လည်းပြန်လီစေရတော့နော်အရင်တော့လည်းမခင်ခဲ့တော့နောက်လည်းမခင်ခင်ကျင်တော့ဘူးဆိုစိတ်ဓာတ်မျိုးတွေတော့ဖြစ်လာပြီအဲ့တော့ဒါပေမဲ့ကျွန်တော်ဒေါသကို live တစ်ခုနဲ့ဖြေပြောလိုက်ဒေါသကို live တစ်ခုနဲ့ခြေဖြတ်လိုက်ပြီးတာနဲ့ကျွန်တော်တို့အစကိုတိတ်ခွေလေးလို့ပေါ့နော်အဆုံးသွားပြီဆိုရင်အခုခင်ဗျားတို့ internet မှာနော်ဟိုအလေးတွေဗီဒီယိုပြင်ပေးခြင်းစောင်းရင်အစပြန်တော့အခုလည်းအဲ့လိုကျွန်တော်တို့တလန်းဆုံးသွားပြီNUG နဲ့ပတ်သက်လို့ဒီနေ့တည်းကရှင်းလင်းပွဲနဲ့ပတ်သက်လို့ကျွန်တော်အဆုံးထိကလန်းဆုံးတော့အစပြန်သွားကြတာနော်လက်မခွဲနဲ့ပြန်ပြီးတော့အစပြန်သွားမယ်နော်ပြုတ်ပြင်မဲ့ပြောင်းလဲမယ်မကြိုက်ရင်ဆဲမယ်နော်ဆဲတော့ကိုတတ်တော့လည်းတေပေါ့ဗျာပြုတ်ဟိုကန်ဆိုတာနော်ဟိုပြုတ်ဒီကန်ကိုထန်တာဟိုကသူများသွားဆော်ကသူများမကြိုက်တော့တတ်မတတ်နိုင်ကျွန်တော်တို့ထောင်းပြန်တန်းလည်းမရှိဘူးစောက်ပြုတ်လည်းမဆိုင်ဘူးအဲ့တော့ရေးကြည့်တာပြောတယ်ပြောမယ်ဒီနေ့ကစပြီးတော့ရွှေပြေးတရားဟောပြီးတော့မလုပ်ကြပါနဲ့နော်ဟိုမလုပ်ကြပါနဲ့မလုပ်တော့နော်ဟိုနေ့ကကြည့်ကျွန်တော်ငကားကိုဘယ်လိုမြင်လဲငကားဘယ်လိုမြင်လဲဆိုတော့ဒီလိုမြင်ပါတယ်ဘယ်လိုမြင်ပါတယ်မဖြေဘူးဘာလို့မှားတော့လူတို့ကနာကျင်ရမှာဆိုလို့မဖြေပါဘူးလို့ပဲပြောတယ်အခုတော့ကြိုင်ပြီနော်မကြိုက်ဘူးဒီကတော့မေးဖြေချင်လို့ဒီလိုနဲ့ပြီးတော့အဲ့လိုမျိုးနဲ့ရွေးကုန်တိတ်ခောက်သေးသွားမြင်ပြောဖြစ်ချင်မနဲ့အခုတော့ကျွန်တော်တို့ရအာမနာကတော့နဲ့ဒါကိုမင်းနော်ကြီးကအစိုးရကိုပြတ်ခဲ့ W မှန်တာကြီးကိုကားတဲ့ကြီးကအစိုးရအဲ့မှာစာပြီးစပွန်ဆာတန်းလို့ဆိုရကြိုက်လို့မှတ်ထားလိုက်တော့ဒီလိုကတချို့လည်းခွေးလောက်မှအတီးတရားမရှိတော့လှုပ်ချင်တာလှုပ်တော့နော်အဲ့လိုပဲထားလိုက်ပါကြာပြီနော်ကြာပြီလို့အရင်ကခင်ဗျားတို့ပြညတ်သွားတက်ပါလေနုကြီးဆိုရလို့တော်ခေါ်တာလေနုကြီးလို့ဂျီလို့တန်ထွက်မှာနုကြီးနဲ့တော်လှုပ်ကြတာလေအခုတော့ဂျီကပြောတော့ရှွန်စရာကြီးကိုရုပ်ကိုကြည့်ပြီးတော့ရှွန်တယ်ခင်ဗျားတို့မပြောနဲ့ရှွန်စရာကြီးအဲ့တော့ခင်ဗျားတို့လည်း live ထွက်နေယူပါနော်ကျွန်တော်သူများလို့အနှစ်သာရပါတော့ပြေးသွားတော့စကားတွေမပြောတော့ဘူးကျွန်တော်ပညာအရင်ကြီးမတက်နော်ဒေတာရှင်းတာလို့ပဲနော်တာမန်ပွဲပဲရကျွန်တော်စကားတွေနားထောင်လို့ခင်ဗျားအရင်ကြီးအကျိုးရှိမှာကိုကျွန်တော်ပေါက်ပွဲတယ်ဆဲတယ်ဆိုတယ်ပတ်စံတောင်းနေတာပဲအဲ့ကြော်သက်လင်းမယ်နော်မကြိုက်တဲ့ကောင်တွေကျွန်တော်ဒီဒါလေးကို short လေးဖြတ်ပြီးတော့ကျွမ်းလိုက်ရတယ်ကြော်သက်လင်းဒီပညာလည်းထူကျွန်းနဲ့တက်တဲ့ကောင်မဟုတ်ဘူးနော်ယာရုလည်းကြီးတဲ့ကောင်မဟုတ်ဘူးနော်ဆဲတယ်ဆိုတယ်နော်မရိုင်းတယ်ပြီးတာနဲ့ပတ်စံတောင်းတယ်နော်ဒါမျိုးပဲလောက်တတ်တဲ့ကောင်အဲ့ကောင် live မှာခင်ဗျားတို့ရှိနေတာကွာခင်ဗျားနဲ့ကျွန်တော်နဲ့နော်တိတ်မကွာဘူးလို့ပညာတတ်ကြီးတွေကတော့ခင်ဗျားကိုမေးတာမရှိပါဘူးဟုတ်တယ်နော်အဲ့တော့ကျွန်တော်ပောက်ခွဲတယ်လေလျှော့ကြတယ်ဒေါသထွက်တယ်အခုဆိုကျွန်တော်တော်တော်ကောင်းပေါ့လာတော့ဘယ်ကောင်ဆဲပြီးဘာလို့တော့မှမပြီးဒေါသထွက်တယ်အဲ့တော့မိုးရတော့ရေခံပေါ့ပွဲလန်တော့ဖြာခင်းပေါ့အဲ့တော့သူတို့တော့မှအစိုးရကြီးတော့မှ 6.5K လို့ 7K လို့ရှိရတယ်ကျွန်တော်လည်းအခုတစ်ခါမှမဖြစ်ဘူး 1.5K တွေ 4K တွေဖြစ်တော့သတင်းကတန်ပြန်ရှင်းလင်းပွဲသတင်းကတန်မပေါ့သတင်းကပြန်ရှင်းလင်းပွဲသတင်းကရှင်းလင်းပွဲပြန်ရှင်းလင်းပွဲတော့အဲ့တော့အရေးကြီးတာနော်ကျွန်တော်ကထင်လိုက်တာဦးလေးတက်ပါဒါဆိုရင်ဘယ်လိုဖြေမလဲပေါ့ဒါဆိုရင်ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်ဖြေမလို့အခုခင်ဗျားတို့လည်းပေါက်ကွဲပြီးရေးကြတော့ကျွန်တော်လည်းအခုအဲ့လိုပဲပြောရတော့နော်ကြည့်အောင် fire နောက်ကနူးကြီးလို့ခေါ်ကြပါစောစီဝေးတာတော့ရှင်းပြီနော်ကျွန်တော်အဲ့တော့နောက်ဆုံးအချုပ်ပြောပါမယ်အစိုးရဆိုတာကျွန်တော်တီးတဲ့လောက်မယ်နော်ကျွန်တော်တီးတဲ့လောက်တက်တဲ့လောက်ညံလေးနဲ့ပြောပါမယ်နော်အစိုးရဆိုတာနော်ရန်သူကိုနေလို့မီလို့ကျန်နော်ပြည်သူကိုရှေးလို့လာတော့နော်အဲ့တော့ချင်းမြမြောက်စားလိုက်တယ်
စီးမြင့်မြောက်စားရတယ်နော်ပြီးပြုတ်တဲ့တာပြုတ်ရတယ်ပြင်တဲ့တာကိုပြင်ရတယ်နော်အဲ့လိုမျိုးတွေလုပ်ရတာလေအဲ့တော့ဘလို့ဖြစ်လို့ကျွန်တော်တို့အစိုးရနော်ဒီလိုဖြစ်လဲကျွန်တော်မသိဘူးအဲ့တော့မှန်မှန်တော့ဒီတက်ပြင်းထန်တဲ့ live ကျွန်တော်သူများနေရာမှာအခန်းထဲရောက်တယ်လို့ကျွန်တော်နော်ဘေးလူတွေနဲ့မလို့ live ကိုတလောက်နဲ့ပဲကျွန်တော်တို့ပြိတ်မယ်အရေးကြီးတာကကျွန်တော်တို့ကိုဘာလုပ်ရမလဲဆိုတော့ဘယ်သူမှအာမကုန်နဲ့တော့ဒီနေ့ကစတယောက်တိုင်းဒီတွဲတိုင်းမှာခေါင်းလဲရှိတယ်ဆိုတဲ့စကားကိုအလွဲသုံးစားမလုပ်ခဲနဲ့ဒီနေ့ကစပြီးအတ္တာဟိအတ္တနောနာထောကြပါနော်အတ္တာဟိအတ္တနောနာထောကြကျွန်တော်ရဲ့မူတိုင်းအားဆဲကြတယ်နော်ကလေးလေးတွေဘေးနာလူတွေအားနာလို့ကျွန်တော်မစိတ်ဘူးဒီနေ့ကစပြီးကိုတိုင်းတော်တက်မှန်ကန်ဖြောက်မှတ်အောင်နေကြပါပြီးရင်ကိုတိုင်းရဲဘော်တွေအတွက်အားကိုးရတဲ့သူဖြစ်အောင်ကြိုးစားပါကိုယ့်ရဲ့အသွားအလာအပေါက်စားအပျော်ပါကိုသူများမဝေဖန်မခံရအောင်အတက်နိုင်ဆုံးကြစ်လက်အောင်နေပါအတုံးဖြုံးလျှော့ပါတိုက်ပွဲကို9နှစ်ကျော်သွားတဲ့တိုက်ပွဲကိုအပြီးအတက်အနိုင်နော်တစ်နှစ်ထဲမှာညီညာကောင်းရရှုံးကြလေဆိုတဲ့အတိုင်းနေ့တိုင်းကျွန်တော်တို့ပြောကြမယ်ဆိုကြမယ်ထိတွေ့ကြမယ်ရှာကြမယ်ဖွေကြမယ်နော်ဘယ်မှာလာဘယ်ဖားလာမှကျွန်တော်တို့အာမကိုတော့ဘူးနော်အစိုးရရှိနေကုညီမယ်နော်ဘာမှတော့သွားပြီးတော့မပုတ်ခတ်တော့ဘူးမစော်ကတော့အရေးကြကျွန်တော်တို့အပြင်းထန်ရှုံးကြမယ်ဒီစကားကဒီမှာလည်းမရှက်နဲ့ live ပြီးသွားလည်းမရနဲ့ကျွန်တော်တို့တူသွားကြမယ်နော်အဲ့တော့9000ပဲရတဲ့ဝင်ကြီးတွေအဲ့တော့အရေးကြီးတာနော်ကျွန်တော်တို့ဘာကောင်းမှမဟုတ်ဘူးဆိုတော့ကြော်သက်လင်းကိုဆဲလို့လည်းရတယ်ကျွန်တော်လည်းပြန်ဆဲမှာရှုံချလို့လည်းရတယ်နော်မင်းတက်လောက်ပါလားတော့စကားတွေပြောလည်းမပြောနဲ့နော်တနေ့အစိုးရလုံနီးနေတည်းတို့ကြတယ်တော့ရေးပြလို့ရတယ်နော်အဲ့ဒါတော့တောင်းတောင်းပြောတာပေါ့အဲ့တော့အရေးကြီးတာ live ကကျွန်တော်တို့တန်ဖိုးမဲ့သွားလိမ့်မယ်အကြာကြီးတွေဆိုခင်ဗျားတို့မှလည်းအချိန်ကြီးရှိတယ်နော်အဲ့တော့အရေးကြီးတာကျွန်တော်တို့အပြင်းထန်လုပ်ကြအတူမှအာမကူပါနော်နောက်ဆုံးပြည်သူတွေကပါကျွန်တော်တို့အားကိုးလာရအောင်နော်ဘယ်နေရာဘယ်ထိုင်အောင်မှလည်းမယူဘာပေးနော်တာဝန်တွေပဲယူကြနော်โอเคနော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရှင်တော်ပေါ့တယ်နော်မို့ဆိုကျွန်တော်ပေမတက်ခံလာလို့ပါနော်ကျွန်တော် emotion တအားများပါတယ်အဲ့ဒါကြောင့်လည်းတားပြမရပြီအိုးပြီးအိမ်ပြက်ကနေစပြီးတော်လည်းလောက်တာနော်တန်ဆုံလာတော့ဖျားပေးတဲ့စုလို့နော်အဲ့တော့အရေးကြီးတာဒီကျွန်တော်တို့အတားကြီးအတနောနာထောကြမယ်နော်ဒီနေ့ကစပြီးပြောတဲ့စကားတွေပြတ်သားပြောကြမယ်နော်နာကျင်အပြစ်မြင်ကဝမ်းနဲ့မတူဟုတ်တိုင်းဆိုရင်ဆုံးမတတ်သူဆရာဟုလို့ဆရာမဟုတ်တဲ့ကိုအချင်းချင်းကိုနာကျင်ဖြစ်ပါစေအပြစ်မြင်ဝမ်းထဲမှာမတူဘဲနဲ့ဟုတ်တိုင်းဆိုကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်စံတော့မပြေဘူးပြောစိတ်ထဲ